အားလုံးပဲမင်္ဂလာပါဒီကောင်းကြရဲ့လားသူငယ်ချင်းတွေတလုံးသားတွေကပုံမြင် channel ကကြိုဆိုပါတယ်ဒီကနေ့မှာတော့မကောင်းတာလုပ်ရင်မကောင်းကျိုးခံစားရမယ်ဆိုရဲသင်ခန်းစာလေးပေးမယ်ပုံမြင်လေးတစ်ပုဒ်ကိုပြပြပေးသွားမှာပါလေလွန်းနဲ့မြေခွေနဲ့ပါနဲ့တဲ့ပြိုင်မင်းအယုံတွင်တက်တဲ့မြေခွေဟိုးရှိတုန်းကအရန်ကိုကောက်ကြည့်ပြီးနော့ပြောင်လာတာဝါသနာပါတဲ့မြေခွေတစ်ကောင်ရှိတဲ့သူကတခြားတဝါတွေကိုတွေ့ရင်စကားကိုအချိုးသားဆုံးပြောပြီးယုံကြည်အောင်အရင်လုပ်တယ်ပြီးမှဒုက္ခပေးလိရှိတာပေါ့တနေ့တော့မြေခွေးကပြိုင်းတကောင်နဲ့ဆုံပြီးတငင်ချင်းတွေဖြစ်သွားကြတယ်မြေခွေးကအရန်ခင်ပြပြီးတော့တနေ့မှသူ့တင်ကိုထမင်းစားဖို့ဖိတ်လိုက်တာပေါ့ပြိုင်းကလည်းဝမ်းသာအားရပဲလက်ခံလိုက်တာပေါ့မြေခွေးရဲ့နောက်ပြောင်မှုစားပွဲတော့ပွဲမဲ့နေ့ရောက်တော့ပြိုင်းနီးကမြေခွေးအိမ်ကိုသွားတာပေါ့ဒါပေမဲ့မြေခွေးကဂရီပေးထားသလိုအကောင်းစားကြီးတွေမခက်ထားပဲဟင်းကြိုလေးပဲရှိတယ်လို့ပြောပါတယ်ပိုဆိုးတာကအဲ့ဒီဟင်းကြိုကိုအပြားလိုက်ပန်းကန်းပြားကြီးနဲ့ထည့်ပေးလိုက်တာပဲပြိုင်းနေမှာတော့ရှည်လျာတဲ့နှုတ်တီရှိတော့အဲ့ဒီအပြားတွေကဟင်းကြိုကိုဘလူးမှတောက်လို့မရဘူးပေါ့ဒါပေမဲ့မြေခွေးကတော့လျှားနဲ့တက်တောင့်တက်တာရက်တောင်နေတဲ့နဲ့ဟင်းကြိုကဘလို့လဲမကြိုက်ဘူးလားလို့လောင်တယ်လို့မေးလိုက်သေးတယ်ပြိုင်းလေးလဲဘိုက်စာနေပေမဲ့ဟင်းကြိုကကောင်းပါတယ်ဒါပေမဲ့ငါးဘိုက်ကတိတ်မကောင်းလို့အများကြီးမတောက်နိုင်တော့ဘူးလို့ပဲရင်ကြည်ကြည်ပြန်ပြောလိုက်ရရှာတယ်ပြိုင်းရဲ့ပညာပေးမကြခင်မှာပဲပြိုင်းကမြေခွေးကိုသူ့အိမ်ကိုညစာစားဖို့ပြန်ဖိတ်လိုက်တယ်။မြေခွေးရောက်လာတဲ့အခါမှာတော့ပြိုင်းကဟင်းကြိုကိုပဲတီးခင်းပေးပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ဟင်းကြိုတွေကိုလပင်းရှည်ပြီးကျင်းမြောင်းနဲ့ဦးအရှိကျွေးတဲ့ထိပ်ပေးလိုက်တာပေါ့။ပြိုင်းကတော့သူ့ရဲ့ရှည်လျားတဲ့နှုတ်တီနဲ့ဟင်းကြိုကိုမြင်းရက်ထက်တောက်နေပေမဲ့မြေခွေးခမရတော့အိုးထဲခေါင်းသွင်းလို့မရပဲကြည်နေရတော့ပဲရှိတာပေါ့။ပြိုင်းကအသားလေးပြုံးပြီးဟင်းကြိုကအရသာရှိတယ်လားလို့မေးလိုက်တဲ့အခါမှာတော့မြေခွေးဟာသူ့အရင်ကလောက်ခဲ့တဲ့အပြုတ်အမူကိုပြန်တတိရပြီးအယမ်းရှစ်သွားပါတော့တယ်။သူလဲရှစ်နဲ့ပဲငါဖိုက်အောင်လာလို့ပြန်တော့မယ်လို့ထထငေါငေါပြူပြီးအမီးကုတ်ခါထွတ်ပြေးသွားပါတော့တယ်ကွယ်။ပုံမြင်ထွေကသင်ခန်းစာသူတစ်ပါးအပေါ်မကောင်းတာလို့ရင်ကိုယ်တိုင်လည်းမကောင်းကျိုးပြန်ခံစားရတတ်တယ်ဆိုတာပါပဲ။ကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားပဲပုံမြင်များပြောပြပေးမှာမို့ channel subscribe လုပ်ချင်တာအထိအားပေးလို့ရပါတယ်ရှင်။အားလုံးပဲအဆင်ပြေကြပါစေ